ဂျပန်လူမျိုးတွေကအိမ်နံရံစောက်တဲ့အခါဘာလို့အုတ်တွေကိုမသုံးဘဲဝါးချမ်းစိတ်တွေနဲ့ရှင်ဆေးကိုသုံးကြတာလဲဒီလိုစောက်တာကပိုက်ဆံပိုချွေးတာနိုင်လို့လားလို့မေးစရာရှိပါတယ်အမှန်တော့ပိုက်ဆံချွေးတာနိုင်တာကအချက်တစ်ချက်ပဲရှိပါသေးတယ်ပိုကြီးရေးကြီးတဲ့အချက်ကတော့တဘာဝပတ်ဝန်းကျင်နဲ့လက်ရောညီထွေဖြစ်အောင်နေထိုင်ဖို့အတွက်ဖြစ်ပါတယ်ဂျပန်နိုင်ငံဟာနလင်ကျောပေါ်မှာတည်ရှိနေတာကြောင့်ခဏခဏနလင်လုတ်ခတ်လေးရှိပါတယ်အုတ်တွေနဲ့သာနယံကိုစီမံထားမယ်ဆိုရင်အကွဲလွယ်ပြီးတအိမ်လုံးပြိုကျသွားနိုင်ပါတယ်ဒါပေမဲ့ဝါကတော့မတူပါဘူးသူကအကွေးဆန့်ခံနိုင်စွမ်းအလွန်ကောင်းပါတယ်တူညီတဲ့အလေးချိန်ချင်းရှင်းမယ်ဆိုရင်ဝါရဲ့ဆွဲဆန့်ခံနိုင်ရေးအားဟာအချို့တော့တံမဏိတွေနဲ့တောင်ရှင်းနိုင်စွမ်းရှိပါတယ်။အိမ်ကနလင်တန်းကြောင့်တုံခါမှုနဲ့ကြုံရတဲ့အခါဝါချမ်းစိတ်တွေနဲ့ရက်လုတ်ထားတဲ့ကွက်စိတ်ပုံစံဟာတုံခါမှုအတိုင်းအနှဲငယ်လိုက်ပါကွင်းညွတ်ပေးနိုင်ပြီးရိုက်ခတ်လာတဲ့အားကိုနယံတစ်ခုလုံးစီခွဲချမ်းစိတ်ဖြာပို့လွတ်ပေးလိုက်ပါတယ်။ဒီဝါကွက်စိတ်တွေဟာပုံမခိုင်ခန့်စေဖို့အတွက်အလုသမားတွေကတောင်းလိုက်နဲ့အလျားလိုက်ဖြတ်တန်းနေတဲ့ဝါချမ်းစိတ်တွေကိုရှော့ကျိုးတွေနဲ့အထက်ထက်တင်းကျပ်စွာစီးနှောင်ကြပါတယ်။ပြီးတဲ့နောက်မှစပားခွန်တွေရောဆက်ထားတဲ့ရှင်ဆေးတွေကိုဝါကွက်စိတ်ရဲ့ဝဲရနှစ်ဖက်လုံးမှာညီညာစွာတုပ်လိမ့်ကြပါတယ်။ဝါကွက်စိတ်ဟာကွန်ကရစ်ထဲကတန်ချောင်းတွေလိုပဲရှင်ဆေးလွာကိုမြဲမြံစွာတွန်းကန်ထိန်းညှိပေးထားနိုင်ပြီးရှင်ဆေးချောက်သွေးကြုံဝင်ရာကနေဖြစ်ပေါ်လာတဲ့တန်အားတွေကိုခွဲထုတ်ပေးတာကြောင့်အကွဲတာနဲ့ကွာကြတာတွေကိုရှော့ချပေးပါတယ်။ရှင်ဆေးရဲ့ကောင်းကွက်ကတော့ချောက်သွေးသွားတဲ့အခါသူ့ရဲ့အတွင်းထဲမှာတင်းငယ်တဲ့လေထုပေါက်လေးတွေအများကြီးကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ဒီလေထုပေါက်လေးတွေကရာသီဥတုဆူဆွတ်တဲ့အခါရေငွေ့ကိုစုပ်ယူပေးပြီးရာသီဥတုချောက်သွေးတဲ့အခါကျမရေငွေ့ကိုတဖြည်းဖြည်းချင်းပြန်လဲထုတ်လွှတ်ပေးပါတယ်ဒါကြောင့်ဂျပန်နိုင်ငံဟာမိုးများပြီးဆိုးဆွမှုမြင့်မားပေမဲ့လည်းဒီလိုအိမ်မျိုးတွေကဆိုထိုင်းစာဟာအမြဲတမ်းနေခြင်းစပွဲကောင်းနေတာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးဝါချမ်းစိတ်ရှင်စေးနိုင်ရန်ဤပညာဟာဘယ်ကနေစတင်မြဖြားခံဆင်းသက်လာတာလဲဆိုတာသင်သိပါသလားကွန်မန့်မှာဖြေပေးခဲ့ကြပါဦးနော်